နေ့ပြောပြမယ်ပစ္စည်းလေးကတော့သမင်းဘူးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကြည့်ရှုခံစားပေးကြပါခင်ဗျာဆိုအရင်ကြီးပါတယ်ပြီးတော့ zoom ခင်းနဲ့လည်းပါပါတယ်ခင်ဗျတဲ့ရပရလည်းလုပ်ကြည့်ပါမယ်ခင်ဗျနောက်တစ်မျိုးပြပြပါမယ်ခင်ဗျဒါလေးကအရင်လှပါတယ်ဗျာဒါဆို zoom ချမ်းပါပြီးအတဲမှာစတီးတွေပါနောက်တစ်မျိုးပါခင်ဗျဖွင့်လို့ရပါတယ်ခင်ဗျဒါဆိုမမှားလွယ်ပါဘူးခင်ဗျဒါဆိုရင်တော့ဇွန်နှချမ်းတော့ပါပါတယ်ခင်ဗျပြီးတော့သူ့မှာ2စစ်လည်းပါပါတယ်ခင်ဗျနောက်ခုစစ်ကြည့်ကြရအောင်ဒါလေးက2စစ်ဖြစ်ပါတယ်ခင်ဗျဒါစတီးကြလည်းပါပါတယ်ခင်ဗျခုစကြည့်ကြရအောင်ဒီဒီနေ့လေးကတော့ဆွဲကန်းတာပါတယ်ခင်ဗျဒါလေးကတော့သေးပေမဲ့လည်းအရင်ချစ်စရာကောင်းပါတယ်ခင်ဗျဇွန်လည်းပါတယ်နော်ဒီနေ့ကျလေးဖူးပြပါမယ်ခင်ဗျအဲ့နဲ့လုံးကြုံပါလေခင်ဗျာဒီကျမ်းမှာဆိုရင်ဆွဲကိုင်းလည်းပါတယ်လို့အပူထန်းဝင်လည်းပါပါတယ်ဒါလေးပြပြပါမယ်ခင်ဗျာဒါလေးကိုဖွင့်တဲ့ခါကျရင်အပူဝေးလောက်ပြီးမဖွင့်ရပါဘူးခင်ဗျာဒါဆိုတန်ပြောင်စတီးတွေပါဒါလည်းစတီးတွေပါအရင်ကလှပါတယ်ခင်ဗျာအရင်ကချစ်စရာကောင်းပါတယ်ခင်ဗျာနောက်ခုဆက်တာကြည့်ကြည့်ရအောင်ဒါကတော့30ဘူးပါဖွင့်ပြပါမယ်ခင်ဗျာလက်ကင်လေးပါပါတယ်ခင်ဗျာတော့စကြပါခင်ဗျာအခု
ဆက်ကြည့်ရအောင်ဒီတီချာတွေကတော့မနေ့ပြန်မှပြပြီးတော့မယ်နော်နောက်ဆက်တွေ့ကြမယ်နော် bye bye Subscribe to my channel.